ရွာကလူတွေအားလုံးကလလာဘီကိုတဘောကြကြပါတယ်အားလုံးပဲမင်္ဂလာပါဒီတစ်ခါဖျက်ချင်တဲ့စာအုပ်လေးရဲ့နာမည်လေးကတော့လလာဘီဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်စာသားနဲ့ရုပ်ပြကီဗင်လူတာဘာရန်ပြန်ဂျူမီဟွာဦးလေးကြီးပုံမှန်ဟာစာပုတ်သမားတစ်ယောက်ဖြစ်ပါတယ်ဦးလေးကြီးရဲ့ခွေးလေးနာမည်ကတော့လလာဘီဖြစ်ပါတယ်ဦးလေးကြီးနဲ့လလာဘီဟာနေ့တိုင်းမနေ့စောစောအိယာထားကြပါတယ်အိယာထားကြရအောင်လလာဘီရဲ့လလာဘီဟာစာပုတ်ကားလေးကိုသဘောကျပါတယ်လွယ်အိတ်တယ်ရတာကိုလည်းသဘောကျတာပေါ့အဲ့ဒီထဲမှာအကြိုက်ဆုံးအရာကတော့စာပဲဖြစ်ပါတယ်လလာဘီလည်းစာရချင်ပါတယ်အားနာလိုက်တာလလာဘီနေ့အတွက်မရှိဘူးလလာဘီကိုလည်းစာပေးပါမရဘူးအိမ်တိုင်းကိုစာလိုက်ပို့ဖို့ဆိုရင်လမ်းအများကြီးလျှောက်ရပါတယ်တခါတလေဆိုပင်ပန်းလို့ဖြစ်ချင်းလဲလျှောက်ပြီးတခါတလေတော့ခက်မမြန်လေးပြေးသွားတယ်လေငပြောင်လေးဗန်နီကတော့ဝင်းနီစွတ်တောင်ကက်လေးကိုရခဲ့ပါတယ်အတော်ကြီးခါလန်ဟန်ကတော့ကန်ဆယ်မဲပေါက်လို့ခရီးသွားလက်မှတ်ကိုရသွားခဲ့ပါတယ်မန်ဒိုစာစနီးမောင်နှံစီကိုတော့စစ်တပ်ထဲဝင်သွားခဲ့တဲ့တားစီကနေစာရောက်လာခဲ့တယ်အသားဆိုင်ကဦးလေးကြီးကတော့ပါဆယ်ထုတ်အကြီးကြီးကိုရခဲ့ပါတယ်အထဲမှာဘာတွေရှိနေခဲ့မလဲလလာဘီလဲစာကိုတကယ်ရချင်ပါတယ်ဒါပေမဲ့ခွေးလေးစီကိုတော့စာမရောက်လာဘူးလေလလာဘီမင်္ဂလာပါလလာဘီဘယ်တော့မလို့လဲလလာဘီတွေ့ရတော့ဝမ်းသာပါတယ်လလာဘီအဆင်ပြေမလားရွာကလူတွေအားလုံးကလလာဘီကိုတဘောကြကြပါတယ်အတော်ကြီးဖယ်လီနီကလွဲပြီးတော့ပေါ့အတော်ကြီးဖီလီနီကတော့ကြောင်လေးတွေကိုပဲတဘောကြပါတယ်လလာဘီကိုတဘောအကြဆုံးလူကတော့လက်ရှိဖြစ်ပါတယ်လက်ရှိဟာလလာဘီကိုပွေ့ဖက်ပေးပြီးပန်းလလေးတွေလည်းပန်ပေးတတ်ပါတယ်အခုလွယ်အိတ်ထဲမှာဘာမှမရှိတော့ဘူးစာတွေအကုန်ပုတ်ပြီးကုန်ပါပြီဒါပေမဲ့ခဏလေးတခုကြံနေသေးတာပဲလက်ရှိမဲနဲ့ထံမှာလလာဘီစီတို့လလာဘီစီရောက်လာတဲ့စာဖြစ်ပါတယ်ချစ်ရတဲ့လလာဘီစီတို့ငါကနှစ်ကိုအများကြီးတဘောကြတယ်နေ့ရဲ့တငင်ချင်းလက်ရှိပြီးပါပြီလူသားရဲ့စိတ်ကိုနှွေးထွေးပြီးပျော်ရွှင်စေခဲ့တဲ့ book list အတန်ထွက်ပြီးဖတ်ရတဲ့စိတ်ဝင်စားမှုကကလေးတွေကိုဆွဲဆောင်စေလိမ့်မယ် School Library စာနဲ့2004ခုနှစ် Time Magazine ရဲ့အကောင်းဆုံးကလေးပုံပြင်စာအုပ်2005ခုနှစ် IRA CBC ကလေးများအကြိုက်ဆုံးစာအုပ်စာအုပ်လေးကတော့ဒီလောက်ပါပဲအဆုံးထိနားဆင်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်